ဆွေနေတယ်သူသာကျွန်တော်ဘဝသူသာကျွန်တော်ရဲ့ကဘာတာဝန်နဲ့တယောက်လုံးဖြစ်နေတော့ကျွန်တော်ရဲ့အချိန်တိုင်းမှာသူသာဖြစ်နေတဲ့ဒီအစဉ်ပဲရင်တဲ့ညီတွေသူနဲ့တွေ့လေတိုင်းဘာကြောင့်များစိတ်အားငယ်အလိုလိုဝမ်းနေလာတဲ့ကွယ်တွေ့ကြတော့လေနာအားတွေစကား